လေးလည်းပါပါတယ်အဲ့တော့သူတို့နဲ့အားလုံးဝိုင်းဝန်းပြီးတော့အဆိုပိုင်းမှာတာဝန်ယူပါတယ်လို့အဆိုပိုင်းဆိုကျမတို့လည်းဟိုကလေးဝိုင်းထိန်တဲ့အထိုင်ပိုင်းလဲပါတာပေါ့နော်မဘိုးကလေး၃ယောက်နဲ့မဘိုးရဲ့အမေနဲ့တူကလေးလဲဝိုင်းထိန်ကြတယ်ဆိုတော့အဲ့တော့ဟိုတယောက်နဲ့တယောက်အားလုံးဖေးမှအဲ့လိုမျိုးဝိုင်းပြီးတော့လှုပ်ပေးတဲ့အပိုင်းပါလို့မယူယူနေနဲ့ရောဒီမှာလည်းအတူတူပါပဲဒီလိုပဲတချင်းဆိုတဲ့အပိုင်းမှာပါဝင်ပါတယ်ပြီးတော့ကိုကအချိန်အများကြီးမပေးနိုင်ပေမဲ့ဒီ tour လုပ်တဲ့အခါကျတော့ကဲကိုလည်းလိုက်ခဲ့မယ်ဆိုပြီးတော့ဟိုအကုန်လုံးအပြည့်မလိုက်နိုင်ရင်တော့မှပေါ့နော်တဝက်လိုက်မယ်ဆိုပြီးတော့အဲ့ဒါအခုပါလာတော့အကုန်လုံးနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့တချင်းဆိုရတာလည်းဝမ်းသာပါတယ်ဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းရတယ်နော်ကိုမှရှိတဲ့ကိုရဲ့ talent နဲ့ဘုရားရဲ့ဂုဏ်တော်ကိုချီးမွမ်းရတယ်ပေါ့နော်အဲ့ဒါအရင်ပဲဝမ်းသာပါတယ်လို့နောက်ပြီးတော့တချင်းနားထောင်တဲ့အပိုင်းကြတော့တချင်းကတော့ I listen to everything like anything from like country to rock or any kind of music ဘယ်ဟာပဲဖြစ်ဖြစ်တချင်းကောင်းတယ်ဆိုလို့ရှိရင်ကောင်းတဲ့တချင်းကိုပဲလိုက်နားထောင်ပါတယ်လို့ဒီခက်ပိုင်းတွေကတော့ကိုဖိုးစော်တို့ထောက်ကန်တိုင်းပေါ့နော်ကိုဖိုးစော်တို့ကလုပ်ပေးရဆိုတော့ကိုကတိတ်ပူစရာမလိုဘူးပေါ့ကိုအတန်နဲ့ကိုဖះကိုဆက်ကတ်တဲ့သဘောပါပဲလို့ပြီးတော့လည်းကျွန်တော်ဒီအဖွင့်နေမှာเนาะပထမဆုံးဒီလိုမျိုး album လေးတစ်ခုထုတ်ဖို့ UN နေလို့ကြားတယ်အဲ့ဒါမျိုးအင်္ဂလိပ်လိုလားမြန်မာလိုလားဟဟလားအဲ့ဒါနည်းနည်းရှင်းပါဟုတ်ကဲ့အခုကတော့မြန်မာလိုပေါ့เนาะကျွန်တော်တို့ကတော့ဟိုပါပေါ့ပထမတော့တပု္ပ္ပစာနှစ်ပု္ပ္ပစာကျွန်တော်တို့ YouTube မှာတင်တယ်ပေါ့เนาะအဲ့တုန်းကတော့မပိုးရဲ့ညီမလေးကသူတပုတ်ဆိုတယ်တင်တယ်ပထမဆုံးကျွန်တော်တို့လုပ်ပြတာကျွန်တော်မှတ်မိတယ်2008လား9မှာလားမသိဘူးเนาะအဲ့ဒါတော့မပိုးရဲ့တဝမ်းခွဲပေါ့เนาะအဲ့ကိုတင်မောင်မိုးဆိုတာပေါ့နော်မြန်မာပြည်ကကြီးမြတ်ချက်ရှာသူကချင်းတပုတ် Christmas နဲ့ဆိုင်တဲ့ချင်းတပုတ်ကြီးအဲ့တော့ကိုညကိုဘိုးစောကျွန်တော်တို့MTV လေးရိုက်ပြီးတော့ YouTube ကိုတင်အောင်အဲ့ message လေးပေးအောင်ဆိုတော့ကိုညကတော့အဲ့တုန်းကလုံးဝ cameraman ပေါ့နော်တော့ cameraman ကျန်တယ် okay ကောင်းပြီဆိုပြီးတော့အဲ့တော့မပိုးကအဲ့တချင်းကိုသူမဆိုသေးသူ့ညီမလေးနဲ့ဆိုတယ်ဆိုတော့အဲ့တချင်းရိုက်တော့လေကျွန်တော်တို့အရန်ကိုစိတ်ထဲမှာလေထိတွေ့တယ်အရန်လဲကိုဒုတိယအဓိကတော့ကိုလှုပ်ချင်တဲ့ဥစ္စာကိုဖះအတွက်လှုပ်ရတဲ့ဥစ္စာအရန်ပီတိဖြစ်တယ်ဗောနော်အဲ့တဲ့ချင်းလေးကျွန်တော် YouTube မှာတင်တယ်ဆိုတော့ဖះသခင်ကျေးဇူးတော်ကြောင့်ကျွန်တော်အောင်မြင်တာမအောင်မြင်တာမပြောဘူးကျွန်တော်ပြောတာကျွန်တော်တို့ကျင့်နဲ့တယ်ဖះသခင်လည်းကျင့်နဲ့မယ်လို့ကျွန်တော်လုံးဝယုံကြည်တယ်ဗောနော်အဲ့မှာပထမဆုံးလှုပ်ပြစ်တယ်လှုပ်ပြစ်ပြီးတော့အဲ့ကနေစလာအဲ့ချိန်မှာကျွန်တော်ဘာလေးဖြစ်လာလဲဆိုတော့တချင်းရေးကျင်တဲ့စိတ်ကလေးကျွန်တော်မှနည်းနည်းဖြစ်လာတယ်ဗောနော်ဒါစဖြစ်နေပြီအဲ့မှာစဖြစ်နေတော့နောက်တစ်ခေါက်ကြတော့နောက်တစ်ခေါက်ကြတော့သူ့အဲ့မပိုးညီမလေးကိုပဲအဲ့ဟိုဓမ္မချင်းတွေကမိတ်ဆွေယေရှုဆိုတဲ့ချင်းလေးကိုကျွန်တော်သွင်းတင်တာ YouTube မှာရှိပါတယ်เนาะအဲ့တင်မြတ်သူကအဲ့မှာအဲ့ကောင်မလေးသူကလည်းသူ့မှာလည်း talent ရှိတယ်သူကတချင်းလေးကိုသူကဟိုဘယ်လိုခေါ်မလဲเนาะဟိုနည်းနည်းလေး style လေးပြောင်းပြီးတော့သူကတချင်းစာသားလေး chorus လေးထည့်ပြီးဆိုတယ်အဲ့မှာကျွန်တော်တို့တီးပြတယ်အဲ့မှာအဲ့ချင်းလေးကျွန်တော်တို့ဖြစ်သွားတယ်ဗောနော်ဖြစ်သွားတော့အဲ့မှာစပြီးတော့အဲ့မှာတဖြည်းဖြည်းနဲ့အရှင်ကရလာတယ်အဲ့နောက်ပိုင်းကျတော့ကိုကြီးကဲမပိုးအတွက်ကျွန်တော်တို့ဟိုမပိုးလဲဆိုမယ်ပေါ့နော်မပိုးအတွက်လောက်အောင်ဆိုကျွန်တော်စလို့တော့အခုတော့နှစ်ပုတ်သုံးပုတ်တော့ကျွန်တော်တို့အချမ်းတော့တွင်းပြီးသွားပြီပေါ့နော်ဘာမှတော့ mix sound တွေပါတော့မဆွဲရသေးအခုကဒီမှာကျွန်တော်တို့ကျန်ခဲ့လာကကျွန်တော်တို့တင်တော့မှာ Bigana အစီအစဉ်ရှိတော့အဲ့အတွက်ကျွန်တော် host လုပ်တော့အဲ့မှာလဲ schedule တွေအရင်ကျွန်တော်တက်ဖြစ်နေပေါ့နော်နောက်တော်လဲထွက်လာတယ်ဆိုတော့လေဆိုတော့တချင်းတွေတော့ကျွန်တော်ရာ album လေးထုတ်ဖို့တော့အသင်းတော့အနေနဲ့ပေါ့နော် album လေးထုတ်ဖို့ရှိရကျွန်တော်ရေးရတဲ့တချင်းလောဆယ်3ပုတ်ရှိတယ်ပေါ့နော်နောက်ပြီးတော့ကျန်တဲ့တချင်းကတော့ကျွန်တော်ပထမဆုံးရေးပြတဲ့ချင်းလေးကတော့အဲ့ကျွန်တော်ခုနကကျွန်တော်ညီကိုတွေဖြစ်တဲ့ Amber နဲ့ Eric သူတို့မင်္ဂလာဆောင်တဲ့ချိန်မှာသူတို့ကကျွန်တော်တို့တချင်းဆိုပေးပါလို့ပြောတယ်သူတို့မင်္ဂလာဆောင်ပါဗောနော်အဲ့နဲ့ကျွန်တော်လည်းစဉ်းစားမင်္ဂလာဆောင်ချင်းဆိုတော့ဘာပြောရှားတာခက်တယ်လေအဲ့နဲ့ကျွန်တော်ဖះကိုဆူတောင်းဖះကျွန်တော်သူတို့ကျွန်တော်ပေးနေတဲ့ present wedding present ဒါပဲရှိအဲ့တော့ဖះကျွန်တော်ညံပေးပါဗောကျွန်တော်ရေးကျင်တယ်ဆိုတော့အဲ့မှာကျွန်တော်ချင်းတစ်ပုတ်စပြီးတကယ်တော့ရေးပြစ်တယ်ဗောနော်ချင်းတစ်ပုတ်စရေးပြစ်တော့အဲ့မှာကျွန်တော်ဆူလိုက်တော့အဲ့ဒီဖြစ်ကျွန်တော်အားတွေဖြစ်လာတော့ဒီတောလဲထွက်ကောကျွန်တော်ဖះတချင်းတစ်ပုတ်ဆက်ရေးပေးတယ်နောက်ပြီးတော့ကျွန်တော်ဘီကာနာမှာတော့တချင်းတစ်ပုတ်ရေးပြစ်တယ်ဗောနော်ဆိုတော့ကျွန်တော်တို့ plan လေးတော့ရှိရဲဒါကပြန်လာမဲ့ကျွန်တော်တို့ဒီတော့ပြန်လာပြီးတော့မှမပုံးနဲ့ကျွန်တော်ဆက်လုပ်မှာပါဟုတ်ကဲ့နော်ဟုတ်ကဲ့ဒီပေါ့နော်ဒီအဖွဲ့ရဲ့ဟို website လေးပေါ့နော်နည်းနည်းပြန်ပြီး remind လုပ်အောင်နော်လူတွေနဲ့တွားကြည့်ကြတယ်ပြီးတဲ့အခါမှာအသင်းတော်တွေအနေနဲ့ပေါ့နော်ကျွန်တော်တို့ဟလာသူတို့ပွဲတွေပဲလုပ်မယ်တခါကျရင်လည်း anniversary လုပ်မယ်ဆိုရင်ဒီအဖွဲ့ကိုပေါ့နော်ဒီလိုမျိုး contact လုပ်ပြီးတော့ဖိတ်ကြားလို့ရပါလားအဲ့ဒါမျိုးလေးနည်းနည်းပြောပြရအောင်ဟုတ်ကဲ့ရပါတယ်ဖိတ်ကြားလို့ရပါတယ်ကျမတို့ဟိုစာအသင်းတော် website ကတော့ godread.com ပါနော်god god dash and
breathe 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 and .com so အဲ့ဒီမှာအဲ့ဒီ website ကိုတက်ပြီးလို့ရှိရင်ကျမတို့ဟိုအဲ့မှာ email လည်းရှိပါတယ်အဲ့တော့ဆက်သွယ်လို့ရပါတယ်နောက် church ရဲ့ website ကတော့ oregonmyanmar.org ပေါ့နော် oregonmyanmar.org ပေါ့နော်အဲ့ဒီမှာကျမတို့အဲ့ဒါတော့ church ရဲ့ website ပါလို့အဲ့ဒီကနေပြီးတော့email လဲ chat email လဲရှိပါတယ် information အကုန်ရပါတယ်လို့ဆက်သွယ်လို့ရပါတယ်လို့အဲဒီ email တို့ဟိုဟာတို့ကိုအဓိကကိုညီ check ပြီးတော့သူ regularly check လုပ်ပါတယ်အဲ့တော့သူကိုအဲ့မှာ email ပို့လိုက်လို့ရှင်နောက်ဆက်သွယ်ခြင်းတဲ့လူတွေဆက်သွယ်လို့ရပါတယ်လို့ကျမတို့အထူးပဲကျေးဇူးတော်ချီးမွမ်းတာပါเนาะကျမတို့ဟိုဒီလိုမျိုးTV ကင်မရာရှေ့မှာထိုင်ပြီးပြောတာတွေပါတယ်ကျမတို့မလုပ်တတ်ပါဘူးလို့ဒါမဲ့ဖျားခင်ခွာပေးပါတယ်လို့ဟုတ်ကဲ့ပါမယီယူအနေနဲ့ရောပြီးတော့ရှေ့မှာပေါ့နော်ဆက်ပြီးတော့ဒီအဖွဲ့နဲ့ဆက်ပြီးတော့ဆိုမလားနော်ဘယ်နေရာတွေကနေပို့ပြီးတော့ပါဝင်ပြီးတော့စက္ကန့်စီလဲဆိုတာနည်းနည်းလေးပြပြပါနော်ဒီအဖွဲ့နဲ့ကတော့ဆက်ပြီးတော့ဆိုပြမှာပါဘာဖြစ်လို့လဲဆိုတော့တမျိုးထဲမှာလည်းနေနေတယ်မပိုးတို့နဲ့ကလည်းအရန်ရင်းနှီးတယ်လေဆိုတော့သူတို့လိုတဲ့အချိန်မှာကိုရှိတဲ့လောက်ကိုတတ်နိုင်တဲ့လောက်နဲ့ကိုညီဖို့ပေါ့နော်အစင်းနဲ့ရှိပါတယ်လို့ဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ပေါ့နော်ကိုဖိုးစော်အနေနဲ့ဟလာဒီလိုမျိုးတချို့လူတွေပေါ့နော်ဟလာတချင်းဟလာခရီးရန်တချင်းပေါ့နော်လူကျင်တဲ့ခါကျရင်လည်းဟိုရေးပေးနိုင်တာတို့နော်အဲ့ဒါမျိုးတွေရောပါဝင်ပြီးတော့ပေါ့နော်အဲ့လိုမျိုးဟလာအကူအညီတောင်းလို့ရနိုင်ပါလားစသည်ဖြစ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုရဲပြောရဥစ္စာနည်းနည်းလေးပေါ့နော်ဖြည့်ပြီးတော့ကျွန်တော်ဖြည့်တင်တယ်ပေါ့ခုနကိုရဲအမေဟိုအတင်းတော်တွေကဖိတ်ရင်ဟိုလာပြီးတော့ဆိုတော့ကျွန်တော်တို့ကတော့ဒါကျွန်တော်တို့အဖွဲ့ပေါ့နော်ကျွန်တော်တယောက်တည်းခံကြမဟုတ်ဘူးကျွန်တော်တို့အခု God Beat Music Group ကကျွန်တော်ခံရအဖွဲ့ဖျားသချင်းဆိုရင်ဟုတ်ကဲ့ဘယ်နေရာဖြစ်ဘယ်အချိန်ဖြစ်ကျွန်တော်တို့ဂုဏ်တော်ချီးမွမ်းမယ်ကျွန်တော်တို့လောကချင်းတော့ကျွန်တော်တို့မဆိုဘူးကျွန်တော်တို့ခံရတဲ့ဥစ္စာပေါ့နော်အဲ့တော့ကျွန်တော်တို့ခုနကိုရဲပြောသလိုအတင်းတော်တွေကဖိတ်တယ်ဆိုဖိတ်ရင်တော့ကျွန်တော်တို့လာမယ်ရအောင်ကျွန်တော်တို့လာမယ်ရအောင်ကျွန်တော်ဆင်သူတို့ပြပါဆိုကျွန်တော်တို့ဖျားအတွက်ပဲကျွန်တော်တို့ပေးခြင်းတယ်ဒါကျွန်တော်တို့အားလုံးရဲ့ခံယူချက်ပေါ့နော်ဆိုတော့ကျွန်တော်တို့လာမယ်အဲ့တော့ခုနကိုရဲပြောသလိုအတင်းတော်တွေကကျွန်တော်တို့တချင်းအားဖြင့်တော့၎င်းရေးပဲဆိုတောင်းမယ်ဆိုလဲကျွန်တော်ကတော့ရှင်းရှင်းပြောတာကျွန်တော်တချင်းရေးတာကျွန်တော်အတွက်ခက်ပါတယ်တကယ်တမ်းကြောင့်လေဒါပေမဲ့ဖျားအားဖြင့်ကျွန်တော်လုံနိုင်တယ်ဒါတော့ကျွန်တော်ပြောတာဗောနော်ဖျားပဲသူတို့တောင်းနေတယ်ကျွန်တော်တို့ပေးမယ်တကယ်လို့အဲ့လိုကဲမပိုးတို့ပါဆိုပေးဆိုလဲကျွန်တော်တို့လုပ်မယ်ဒါတော့ကျွန်တော်တို့ခံယူရတာဖျားအတွက်ပေါ့နော်ကျွန်တော် only for God ကျွန်တော်ဖျားအတွက်ဆိုတော့ကျွန်တော်လုပ်မယ်ရည်ရွယ်ချက်တွေလည်းအများကြီးရှိတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကဒီ TV Monthly ကနေကြည့်နေတဲ့လူတွေဗောနော်ခရီးရန်တွေတော့၎င်းဒီပင်လူတွေတော့၎င်းကျွန်တော်အဓိကပေးချင်တဲ့ message ကတော့ကျွန်တော်တို့အတွက်လည်းတတိယရင်ဆူတောင်းပေးပါဗောနော်ဒါဘာဖြစ်လဲဆိုတော့ဒီဖရားရဲ့ဘုန်းတော်ကိုကျွန်တော်ထင်ရှားခြင်းတယ်လေအရင်တချင်းအားဖြင့်ကိုကတက်နေတာတရားလေးပဲကိုကလုတ်တတ်တော့အားလေးအားဖြင့်ထင်ရှားခြင်းတယ်လို့အဲ့တော့ကျေးဇူးတင်တယ်နော်ကိုရဲကိုလည်းအထူးပဲဟုတ်ကဲ့ကျွန်တော်တို့ဗောနော်ဒီကနေ့အစီအစဉ်ကိုတကူးတကဗောနော်ကျွန်တော်တို့လာရောက်ပြီးတော့ဟလာဒီ interview အစီအစဉ်မှာပါဝင်ပေးတဲ့ကိုဖိုးစောမဆူဆူနဲ့မယီကိုအများကြီးကျေးဇူးတင်ပါတယ်လို့နော်ကျွန်တော်တို့ဒီကနေ့ interview အစီအစဉ်ကတော့ဒီလောက်ပါပဲကျွန်တော်ခုနပြနေတဲ့ဒီဇလန်လေးကိုပြန်သွားအောင်နော်ပြီးတဲ့အခါမှာဒီမန်လေးအစီအစဉ်နဲ့ဆက်လက်ပြီးတော့တင်ဆက်ပါမယ်ကျေးဇူးတင်ပါတယ်